နံပါတ်3မိဖုရားစုတီတာလက်ရှိထိုင်းမင်းရဲ့ဗိသိက်ခံမိဖုရားဖြစ်သူစုတီတာဟာတော်ဝင်ထုံးတန်းရမိသားစုရဲ့တတိယမြောက်အရေးပါဆုံးနေရာမှာရှိပါတယ်ထိုင်းမင်းနန်းတက်ပွဲနဲ့အတူသူမဟာစုတီတာဖက်ရှရာစုတာဖိမူလာဆိုတဲ့အမည်နဲ့မိဖုရားကောင်ကြီးဖြစ်လာခဲ့သူဖြစ်ပြီးနမ်မတက်ခင်လာပိုင်းလုံးမှာပဲထိုင်းမင်းနဲ့တရားဝင်လက်ထပ်ခဲ့သူဖြစ်ပါတယ်မိဖုရားဖြစ်လာပြီးတဲ့နောက်သူမဟာနိုင်ငံအနှံ့ကပြည်သူတွေပေးတဲ့ရိုးရာအထည်တွေကိုအမြင်ဆန်းအောင်ထုတ်လုပ်ဝတ်ဆင်လေးရှိတာကြောင့်လည်းတော်ဝင်ထောက်ခံသူတွေကြားသူမရဲ့နေထိုင်မှုနဲ့ဝတ်စားစီရင်မှုကအထင်ကြီးစရာဖြစ်ခဲ့ပါတယ်သူမကိုပွဲလန်းတပင်းတွေမှာဘရင်နဲ့သာအတူတွေ့ရလေရှိပေမဲ့2019ခုနှစ်ကကျင်းပတဲ့ထိုင်းမျိုးသမီးများနေ့မှာတော့ပထမဆုံးအကြိမ်ဖြစ်တကူတော်လူလူရှေ့ထွက်လာခဲ့ပါတယ်။ဒါအပြင်ချားလ်ရဲ့နန်းတက်ပွဲကိုလည်းထိုင်းမင်းနဲ့အတူတက်ရောက်ဂုဏ်ပြုပေးခဲ့ပါတယ်။နံပါတ်၄မင်းသမီးတီရီတော်မင်းသမီးတီရီတော်ရဲ့နာမည်ဟာထိုင်းလူမျိုးတွေသာမကမြန်မာလူမျိုးတွေနဲ့ပါရင်းနှီးတဲ့အမည်နာမတစ်ခုဖြစ်ပါတယ်။သူမဟာအလောက်အကျိုးစားဆုံးတော်ဝင်မိသားစုဝင်တဦးဖြစ်တယ်လို့အလားအပါကိုမဆွဲလန်းမှုကြောင့်လည်းနာမည်ကြီးပါတယ်။မင်းသမီး2015ခုနှစ်အတွင်းမြန်မာနိုင်ငံတဝယ်မြို့ကိုလာရောက်ပါတဝယ်အထူးစီးပွားရေးဇုံကိုလေ့လာခဲ့တယ်လို့အာဆီယံဒေသအတွင်းထူးချွန်သူဆရာတွေကိုလည်းပြည့်စုံရွေးချယ်စုပေးနေသူဖြစ်ပါတယ်။သူမဟာရခင်ဘရင်ကြီးပူမီဘောလက်ထက်ကလေးကအကိုဖြစ်သူအိမ်ရှိမင်းသားနဲ့ညီမျှတဲ့အဆောင်အယောင်တွေရှိမြင်ခြင်းခံရတယ်လို့အခုတော့လန်တက်ပြီးချိန်မှာလည်းစုတော်လက်တော်တွေထပ်တိုးရှိမြင့်ခံရပါတယ်။သူမရဲ့နာမည်ဟာနတ်သမီးတို့အဓိပ္ပာယ်ရပြီးထိုင်းလူမျိုးတွေကလည်းသူမကိုတတ်ရှိထင်ရှားနတ်သမီးတစ်ပါးလို့ကိုးကွယ်ကြတာဖြစ်ပါတယ်။နံပါတ်5မင်းသမီးချူလာပေါ်မင်းသမီးချူလာပေါ်ဝလိုင်လာဟာသူမရဲ့ဈေးဘက်ဆိုင်ရာတက်ကြွလှုပ်ရှားမှုတွေကြောင့်အထူးထင်ရှားသူဖြစ်ပါတယ်။ကဆယ်ဆာတက်ကတော်တိတ်ပန်ဌာနကနေဓာရုပေရကိုပထမတန်းအဆင့်နဲ့ဘွဲရခဲ့သူမဟာတောက်ဖားပွဲရစီနီယာတော်ဝင်မိသားစုဝင်တဦးလည်းဖြစ်ပါတယ်။ထိုင်းကိုဆေးလာကူးကြတဲ့မြန်မာတွေကြားဘရင်သမီးတော်ဆေးရုံလို့လူသိများတဲ့ချူလာဘုံဆေးရုံကို2009ခုနှစ်မှာတည်ထောင်ခဲ့ပြီးချူလာဘုံဖောင်ဒေးရှင်းကနေတဆင့်ပညာရေးဆိုင်ရာ Institute 3ခုကိုလည်းတည်ထောင်ခဲ့ပါတယ်။ Chulabon Research Institute, Chulabon Graduate Institute နဲ့ Princess Chulabon College of Medical Science ဆိုပြီးညီနောင် Institute 3ခုတည်ထောင်ထားခဲ့ပေမဲ့နောက်ပိုင်းမှာတော့ Chulabon Royal Academy ဆိုပြီးတစုတစည်းနဲ့ပြောင်းလဲလိုက်ပါတယ်။မင်းသမီးချူလာဘွန်ဟာဘရင်ကြီးဘူမီဘောရဲ့ရင်သွေးလျောက်နဲ့အငယ်ဆုံးသမီးဖြစ်တယ်လို့လက်ရှိထိုင်းပြည်ရဲ့အထွေးဆုံးညီမ